မင်္ဂလာပါဝလာဆန်ဆဲ page ကမိုးတစ်ဖြစ်ဝလာပါဒီဗီဒီယိုလေးမှာတော့ဝါရဝါရလီယူညူမုံအပိုင်း9ကိုလေ့လာသွားကြမှာဖြစ်ပါတယ်မိုးရှိကဗီဒီယိုထဲမှာလည်းမိတ်ဆက်ပေးခဲ့ပါတယ်မိုးတို့တွေငယ်စဉ်ခါကမိခင်ဘာသာစကားကိုလေ့လာရဲဆိုတာအခရာတွေကနေလေ့လာခဲ့တာမဟုတ်ဘဲနဲ့ပြောတဲ့အတန်ကိုနားထောင်ပြီးတော့ live ပြောတဲ့ဆိုတဲ့ပုံစံနဲ့လေ့လာခဲ့ကြပါတယ်เนาะဒီဗီဒီယိုလေးမှာသုံးထားတဲ့ audio file တွေကIrodori ဖတ်စာအုပ်ကနေပြီးတော့ယူပြီးတော့သုံးထားပါတယ်ဘာသာစကားကိုကျွမ်းကျင်အောင်လေ့ကျင့်တဲ့ပုံစံတွေအများကြီးရှိပါတယ်မိုးရဲ့ဗီဒီယိုတွေမှာတောက်လျှောက် recommend ပေးနေတာကတော့ shadowing ဆိုတဲ့လေ့လာတဲ့ပုံစံပဲဖြစ်ပါတယ် shadowing ဆိုတဲ့ဟာကတော့ရှေ့ကဆရာပြောသွားတာသို့မဟုတ် audio file ဖွင့်ပြတာကိုနည်းနည်းလေးနောက်ကျပြီးတော့နောက်ကနေထက်ချက်မကွာလိုက်ပြီးတော့လေ့ကျင့်တဲ့ပုံစံလေးဖြစ်ပါတယ်မိုးဗီဒီယိုတွေကိုအသုံးပြုပြီးတော့ဂျပန်ဘာသာစကားကိုလေ့လာတဲ့အခါမှာဒီ shadowing ဆိုတဲ့ပုံစံလေးကိုအသုံးပြုပြီးတော့လေ့ကျင့်ပေးပါလို့တိုက်တွန်းပါတယ်เนาะโอเคအဲ့ဒါဆိုလို့ရှိရင်ဒီနေ့ဗီဒီယိုလေးကိုလေ့လာကြည့်ကြရအောင်ဒီနေ့ဘာလေ့လာမလဲဆိုတော့ရှေ့မှာတောက်လျှောက်ပေါ့နော်စူးကြီးဆိုတဲ့ကိန်းဂဏန်းကိုလေ့လာခဲ့တယ်ဒီနေ့လည်းဒီကိန်းဂဏန်းနဲ့ပတ်သက်တဲ့ဟာလေးတစ်ခုကိုလေ့လာပါမယ်အဲ့ဒါကပါလဲဆိုတော့လူတွေကိုရည်တွက်တဲ့1ဦး2ဦး3ဦး1ယောက်2ယောက်3ယောက်ဆိုတဲ့ဟာလေးပေါ့နော်လူတွေကိုရည်တွက်တဲ့ unit က nin လို့ပြောပါတယ်နော်အဲ့တော့မို့လို့သိထားတဲ့ကိန်းဂဏန်းနဲ့ nin နဲ့တွဲလို့ရတာလားဆိုတော့လေအဲ့လိုတော့မဟုတ်ဘူးတချို့ချွင်းချက်ဝေါ်ဟာတာလေးတွေရှိပါတယ်ဥပမာပြောမယ်ဆိုလို့ရှိရင်1ကဲ2ကဲဆိုလို့ရှိရင်တော့လုံးဝချွင်းချက်မို့လို့သိထားတဲ့ ichi တို့ ni တို့မပါတော့ဘူးတက်တီးတန့်ထွက်တဲ့အတန်လေးဖြစ်သွားမယ်သူက1ယောက်နဲ့2ယောက်မှာပဲသုံးတာပါ17ယောက်တို့12ယောက်တို့ဖြစ်သွားတော့ပုံမှန်နံပါတ်တိုင်းဖြစ်သွားလိမ့်မယ်နော်နောက်တစ်ခုကကြတော့4ယောက်မို့လို့4ကိုယောလို့တည်ထားတယ်ဒီ4ယောက်ကိုပြောတဲ့အခါမှာဘယ်လိုအတန်တလေးနဲ့ထွက်သွားမလဲဆိုတာကိုဂရုစိုက်ပြီးတော့နားထောင်ပြီးစေချင်ပါတယ်နော်โอเคအဲ့ဒါဆိုရင်စပြီးတော့လေ့လာကြည့်ကြရအောင်တယောက်တူပေါ့နော်一人一人一人ဒီချီဆိုတဲ့စကားလုံးမပါတော့ပါဘူးနော်ဟီတိုရီတကယ်တော့ရေးတော့ဟီတိုရီလို့ရေးထားတယ်အတန်ထွက်တော့ဖိုက်ထဲကနေလီကိုညှစ်ထုတ်လိုက်တဲ့အတန်မျိုးနော် story ဒီ hi ဟီဆိုတဲ့အတန်လေးကိုပဲဂရုစိုက်ပြီးတော့တစ်ခေါက်ပြန်နှားထောင်ကြည့်ပါမယ်一人一人一人ဟီတိုရီမဟုတ်ဘဲနဲ့နော် story လို့အတန်ထွက်ပါတယ်နှားထောင်ပြီးတော့လိုက်ပြောကြည့်ပေးပါ一人一人一人နှစ်ယောက်二人二人二人နိဆိုတဲ့စကားလုံးလေးမပါတော့ဘူးနော်တာရီရေးတော့ fu လို့ရေးထားတယ်မို့လို့ f မြင်နှခမ်းကိုက်တဲ့အင်္ဂလိပ်ဘာသာစကားနဲ့မတူပါဘူးเนาะဂျပန်စကားက fu ကလေမှုတ်ထုတ်လိုက်တဲ့ဆိုတဲ့နှခမ်းလေးခြုံပြီးတော့အတန်ထွက်တာပါเนาะအဲ့တော့ fu တာရီလို့ထွက်တာလားတာရီဆိုတဲ့လေတန်လေးနဲ့ထွက်တာလားတစ်ခေါက်ပြန်ပြီးတော့နားထောင်ကြည့်ပေးပါ二人二人二人လိုက်ဆိုကြည့်ပါမယ်二人二人二人ဒါပဲเนาะဒီတစ်ယောက်နဲ့နှစ်ယောက်ကတော့ချွင်းချက်တစ်ယောက်တို့နှစ်ယောက်တို့ပြောတဲ့အချိန်မှာဒီတန်တွဲနဲ့ထွက်ပါမယ်17ယောက်12ယောက်ဆိုတော့မို့လို့သိထားပြီးသား17က juichi ဆိုတော့ဟိုဘက်ကနင်းနဲ့လာတွဲလိုက်ပြီးတော့ juichi နဲ့ juni နဲ့ဆိုတဲ့ပုံမှန်တိုင်းလေးပဲပြန်ထွက်သွားပါမယ်เนาะတစ်ယောက်နဲ့နှစ်ယောက်မှာပဲဒီတန်ထွက်တာပါเนาะโอเค3က sun ဆိုတာသိထားပြီးအဲ့တော့3ယောက်ကကြတော့ sun နဲ့နင်းနဲ့တွဲလိုက်တော့三人三人三人3人ဆိုတာပြောမယ်ပေါ့နော်နားထောင်ပြီးတော့လိုက်ပြောကြည့်ပါမယ်三人三人三人လေးကမိုးလို့တည်ထားတာယောင်းလို့တည်ထားပါတယ်အတန်တွယ်လေးနားထောင်ကြည့်မယ်၄ယောက်四人四人四人နိုင်ပြောတော့ကလိုပဲเนาะယို့ဆိုတဲ့အတန်လေးနဲ့ထွက်သွားတယ်ယိုနင်းလို့ထွက်သွားပါတယ်နားထောင်ပြီးတော့လိုက်ပြောကြည့်ပါမယ်四人四人四人ကျန်တာရမို့လို့ဆက်ပြီးတော့ပြောလို့ရသွားပြီเนาะ9ယောက်ဆိုရင်ဘယ်လိုပြောမှာလဲ五人五人五人9ယောက်ကိုဘိုနင်းလို့ပြောပါတယ်နားထောင်ပြီးတော့လိုက်ပြောကြည့်ပေးပါ五人五人五人6ယောက်ဆိုရင်六人六人六人
6ယောက်ကို6人နားထောင်ပြီးတော့လိုက်ပြောကြည့်မယ်နော် 6人6人6人 ခုနှစ်ကိုမိုးတို့တွေကနာလို့သိထားတယ်နော်နာနင်းလို့ထွက်မှာလားအတန်အတွက်ပြောင်းသွားလားတစ်ချက်နားထောင်ကြည့်ပါမယ်9ယောက် 7人7人7人 excel လေးနောက်ကိုရွှေ့သွားပါတယ်နော်နာနင်းလို့ထွက်ပါတယ်နားထောင်ပြီးတော့လိုက်ပြောကြည့်ပေးပါ 7人7人7人 ရှစ်ကို8လို့မို့လို့သိထားပြီးသားနော်8ယောက်ကို 8人8人8人 excel လေးနေရာမြည်ပါအောင်နော်8နင်းလို့ပဲပြောပါတယ်နားထောင်ကြည့်မယ် 8人8人8人 ကိုကို Q လို့ပြောတာမို့လို့သိရနော်9ယောက်ကို 9人9人9人 9ယောက်ကို Q နင်းလို့ပြောပါတယ်နားထောင်ပြီးတော့လိုက်ပြောကြည့်အောင် 9人9人9人 10က J လို့သိထားတယ်အဲ့တော့10ယောက်ဆိုတော့ 10人10人10人10ယောက်ကို J နင်းလို့ပြောပါမယ်ရမယ်နော်အဲ့တော့လူရည်တွေရည်တွက်တဲ့ခါမှာ1ယောက်နဲ့2ယောက်က special အတန်တွေ4ယောက်ကကြတော့ yawn မဟုတ်ပဲနဲ့ yo နင်းလို့ထွက်တယ်ခုနကပြောနော်17ယောက်ဆိုရင်တော့ပုံမှန်တိုင်းလေးပြန်ဖြစ်သွားမယ် Ju ichinin Juninin 21ယောက်20 ichinin 20 ninin ရမယ်နော်တို့နိုင်မှာတော့ငါဖြစ်ပါတယ်လို့ပြောရဲအနောက်မှာ des လို့တွဲသုံးခဲ့တယ်နော်အဲ့တော့တစ်ယောက်ဖြစ်ပါတယ်ဆိုလို့ရှိရင် story des 2ယောက်ဖြစ်ပါတယ် story des 3ယောက်ဖြစ်ပါတယ် sunnin des 4ယောက်ဖြစ်ပါတယ် yonin des ဆိုပြီးတော့ပြောပါမယ်နော်အဲ့ဒါမို့ဒီမေးခွန်းမေးမယ်ရှေ့ကနိုင်မှာတော့ငါဘယ်နှနိုင်လဲဆိုတာကိုနန်ဂျီလို့ပြောခဲ့တယ်ဆိုတော့အခုလူဦးရေတွေလည်းဘယ်နှစ်ယောက်လဲလို့ပြောမယ်ဆိုလို့ရှိရင် 何人何人何人 ဘယ်နှစ်ယောက်ဆိုလို့ရှိရင်နန်နင်လို့ပြောပါမယ်ဘယ်နှစ်ယောက်လဲဆိုရယ်မေးခွန်းတိဆောက်ခြင်းတယ်เนาะမို့လို့မေးခွန်းတိဆောက်မယ်ဆိုရင်အနောက်ကနေ deska လို့တွဲလိုက်မှာမို့လို့ဘယ်နှစ်ယောက်လဲလို့မေးခြင်းတယ်ဆိုလို့ရှိရင်တော့ nanin deska nanin deska nanin deska ဆိုပြီးတော့မေးလို့ရပါတယ်ဒါမှမဟုတ်ရင်တစ်ယောက်လားနှစ်ယောက်လားဆိုရယ်မေးတဲ့ပုံစံမျိုးလဲမို့လို့လောက်တာပဲလीเนาะအဲ့ဒါကြောင့်မို့လို့တစ်ယောက်လားလို့မေးမယ်ဆိုရင်တော့ story deska story deska နှစ်ယောက်လား story deska story deska သုံးယောက်လား sunnin deska sunnin deska ဆိုပြီးတော့စာကြောင်းလေးတွေတိဆောက်လို့ရသွားမယ်ထင်ပါတယ်เนาะโอเคအဲ့ဒါဆိုလို့ရှိရင်မို့လို့ဒုတိယပိုင်းလေးကိုကူလိုက်ကြရအောင်အခရာလေးတွေလေးလာမယ်เนาะမို့လို့အခြေခံအတန်တွဲဖြစ်တဲ့ R E U A O ရဲ့ပါးစပ်အနေထားလေးကိုပြန်ပြီးတော့လေ့ကျင့်ကြည့်ကြရအောင်เนาะသုံးခေါက်နားထောင်ပြီးတော့လိုက်ပြောကြည့်ပါမယ် あ、い、う、え、お。あ、い、う、え、お。あ、い、う、え、お。ရမယ်เนาะဟိုဒီနေ့လေးလာမှာကဆိုတဲ့အတန်အတွက်တီလို့ရေးပြီးတော့လို့ထွက်တဲ့ဟာလေးเนาะမိုးကတော့တန်နဲ့ထွက်တယ်တချို့ကတတန်နဲ့ထွက်တာရှိရယ်เนาะ audio လေးနားထောင်ပြီးတော့တလားဆိုတာတော့ like အဲ့တိုင်းလေးလိုက်ထွက်ပေးမယ်เนาะအဲ့တော့အဆိုတော့ထဤတီဆိုတဲ့အတန်မရှိပါဘူးသူဒီချွန်းချက်ချီလို့ထွက်မယ်ပြီးရင်ထူမဟုတ်ပါဘူးယူရမှာအဲတဲ့အိုထိုအတန်အတွက်လေးတစ်ချက်နားထောင်ကြည့်ပါမယ် た、ち、つ、て、と。ရပါဘူး ち、つ、て、と。た、ち、つ、て、と。
Okay ဒီအခရာလေးတွေကိုဘယ်လိုရေးလဲလေ့ကျင့်ကြည့်ကြရအောင်ပထမတစ်ခုက た、ထဟိုတို့တီရေးသလိုမျိုးလေးเนาะဆောင်းဆောင်းလေးရေးလိုက်မယ်ဘေးတိုက်တစ်ချက်အပေါ်ထောင်တက်သွားမယ်ပြီးရင်အပေါ်ကနေအောက်ကိုဆောင်းဆောင်းလေးဆင်းလာမယ်ပြီးတော့မို့တို့လေ့လာထားပြီးသားခုတ်ဆိုတဲ့အခရာလေးလာရေးပြီးလိုက်မယ်เนาะထဆိုတာကတစ်ချက်နှစ်ချက်သုံးချက်လေးချက်ဆွဲချက်လေးကြည့်ကြည့်မယ်တစ်ချက်နှစ်ချက်သုံးချက်လေးချက်နောက်တစ်ခုကကြတော့ ち、ရှိသူကကြတော့ပထမတစ်ချက်ကအပေါ်ကိုနည်းနည်းလေးထောင်တက်သွားမယ်ဒုတိယတစ်ချက်ကမို့လို့ B ရေးသလိုမျိုးလေးเนาะနည်းနည်းဆောင်းဆောင်းလေးဆင်းလာလိုက်ပြီးတော့မှမပိတ်ဖဲနဲ့တဝက်လေးရက်လိုက်မယ်တစ်ချက်နှစ်ချက်ဆွဲချက်လေးကြည့်ကြည့်ပါမယ်တစ်ချက်နှစ်ချက်နောက်တစ်ခုကကြတော့ つ、ဆိုတဲ့အတန်တွက်လေးသူကတော့မို့လို့ဗမာမှာသုံးတဲ့ရေးချဆိုတဲ့အခရာလို့ရှေ့ကနည်းနည်းလေးရှည်ပြီးတော့ရေးလိုက်တဲ့ဟာလေးပဲเนาะတစ်ချက်ထဲပါပဲဆွဲချက်ကြည့်ကြည့်မယ်เนาะနောက်တစ်ခုကကြတော့ တဲ့ ထဲဆိုတဲ့အတန်လေးเนาะထဲဆိုတဲ့အခရာလေးသူလည်းပဲတစ်ချက်ထဲပဲမြင်းအပေါ်နည်းနည်းလေးစောင်းပြီးတော့တက်သွားပြီးတော့မှဟိုလိုစီကိုလေးပြောက်နည်းနည်းလေးပြေလေးရေးတဲ့သဘောလေးနဲ့ဆင်းချလာလိုက်မယ်เนาะမြင်းဖြောင်လေးသွားပြီးတော့နည်းနည်းလေးဝိုက်ပြီးတော့ရေးလိုက်မယ်ဆွဲချက်လေးကြည့်ကြည့်ပါမယ်နောက်ဆုံးအခရာလေးက と、ထို့နောက်ပြစ်လေးလာပြီးတော့မို့လို့ထောင်းသွားသလိုသွားပြီးတော့မှထောင်းကျိုးမဆွဲပဲနဲ့ဝိုင်းဝိုင်းလေးနဲ့ဒီဘက်ကိုထွက်လိုက်တာတစ်ချက်နှစ်ချက်ဆွဲချက်လေးကြည့်ကြည့်အောင်ဆိုလို့ရှိရင်ဒီနေ့လေးလာမယ်အခရာ၅လုံးကိုလေ့လာလို့ပြီးသွားပါပြီเนาะဒီဗီဒီယိုလေးကိုဒီလောက်လေးနဲ့ပဲရန်အောင်ခွင့်ပြုပါနောက်ဗီဒီယိုကြီးကြမှာပြန်ပြီးတော့တွေ့ကြမယ်เนาะ bye bye